အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ DJI Pocket Full လေးကို unboxing လုပ်ပြမှာပဲဖြစ်ပါတယ်ရှင်ဒီ DJI Osmo Pocket 3 လေးထွက်ထဲရပါတော့အရန်ကိုလိုချင်နေခဲ့တာဝယ်ဖို့ဝင်ကောင်းမလားမဝင်ကောင်းမလားအကြာကြီးစဉ်းစားပြီးတော့မှအားအတွက်အရင်လိုအပ်နေရလဲမဟုတ်ဘူးပေါ့နော်ဈေးကလည်းမြောက်တဲ့ထဲမှာပါတာဘူးဆိုတော့မွေတော့ပါဘူးလေဆိုပြီးတော့ကိုဟာနဲ့ကိုနီးနေရပေါ့နော်ဆိုတော့အဲ့လိုနီးနဲ့မှအခု DJI Pocket Full လေးထွက်လာတဲ့အချိန်မှာတော့စင်ကာပူကနေမှဝယ်ပြီးပို့ပေးလို့ကျွန်မအရန်ပြောနေပါတယ်နောက်ဆုံးတော့ကျွန်မလိုချင်တဲ့ DJI Pocket Full လေးပေါ့နော်အလိုချင်တော့ကတော့3ထွက်ထဲကလိုချင်တယ်ဒါပေမဲ့လည်း Pocket Full ထွက်တော့လည်းအရန်ကြိုက်တယ်အရန်လိုချင်နေပါတယ်ပေါ့နော် Finally I get it yay ဆိုတော့ဒါကတော့ကိုအမြဲလိုချင်နေတဲ့ဟာကိုရတဲ့အခါမှာအရန်အောင်မှအဲ့လိုမျိုးပေါ့နော် surprise လည်းဖြစ်တယ်အရန်လည်း ဘယ်လိုပြောရမလဲအရန်ပျော်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ feeling လေးကိုရဘူးတဲ့သူကိုအရန်လိုချင်နေတဲ့ဟာကိုအဲ့လိုမျိုးရလိုက်မွေတော့ပါဘူးလေမိထားလိုက်ပါဆိုတဲ့အချိန်မှာရလိုက်ရတဲ့ feeling ကိုကြုံဘူးသူတွေသိမယ်လို့ထင်ပါတယ်ပေါ့နော်ဆိုတော့ okay unboxing လုပ်ရင်လည်းဘာတွေပါလဲဆိုတာတော့ video ထဲမှာကိုကြည့်လိုက်ပေါ့နော်ဆိုတော့အခုက unboxing ထဲမှာအကုန်လုံးပစ္စည်းတွေထုတ်ပြီးသွားတဲ့အချိန်မှာတော့ဒီပါတဲ့ပစ္စည်းလေးတွေကိုတက်မယ်ပေါ့နော်တက်ဆမ်းပြီးတော့တက်ကြည့်မယ်ပေါ့ဆိုတော့အပေါ်ကကတ်ထားတဲ့ sticker လေးတွေကိုခွာပါတယ်ခွာပြီးတော့ဒီမှာ battery လေးကိုတက်လိုက်ပါတယ်ပေါ့နော် battery ကိုတက်လိုက်တာတက်လိုက်ပါတယ်ရှင်ဘယ်လိုတက်လဲဆိုတော့မှာခလုတ်လေးကိုနှိပ်ပြီးတော့တက်လိုက်ပါတယ်တကယ်တော့သူကဒီတိုင်းတက်လို့ရတယ်ပေါ့နော်ဒီတိုင်းတက်လို့ရတယ်တဲ့အဖြုတ်တော့မှခလုတ်လေးကိုနှိပ်ပြီးဖြုတ်တာပေါ့နော်ဒါပေမဲ့မဖြစ်ပါဘူးအဆင်ပြေပါတယ်ဆိုတော့နောက်ပြီးတော့မှ catalog ပြန်ကြည့်တော့မှဒီဟာဘယ်လိုလဲဆိုတာအကုန်လုံးပြန်သိရတာပေါ့နော်ဒါလေးကတော့ mic ပါiMax ကလည်းအခု recording အတွက်ပေါ့နော်သုံးနေတယ်အခုပြောနေတဲ့ mic လေးပေါ့နော်ဆိုတော့အမှအိုက်တန်လိုက်လေးကအင်ကြီးမှာပေါ့နော်အဲ့လိုမျိုးချိတ်လို့မရတဲ့အင်ကြီးမှာအိုက်တန်လိုက်လေးနဲ့အသုံးပြုပြီးကတ်လို့ရတယ်တကယ်တော့ဒီညှက်ကလေးကအိုက်တန်လိုက်လေးမလိုဘဲနဲ့ဒီတိုင်းကတ်လို့ရတယ်ပေါ့နော်ညှက်လို့ရတဲ့အင်ကြီးရဲ့အတွက်ပေါ့နော်ဆိုတော့အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ် bye bye